ဒီတစ်ခါ level 4 အဆင့်ထိတက်နိုင်ခဲ့တဲ့ associate နှစ်ယောက်ကိုဖိတ်ခေါ်လိုက်ရအောင်နော်ဖိတ်ခေါ်လိုက်ပါတေးရေနောင် sunflower ရေးသားထားတဲ့မင်းကိုတတိယရင်ဆိုတဲ့ဇုံလဲသချင်းလေးကိုတင်ဆက်ပေးမှာတော့ကောင်းကောင်းနဲ့မမိုးလွင်ပဲဖြစ်ပါတယ်ရှင်ကောင်းကောင်းနဲ့မမိုးလွင်စမြင့်မောင်ဖိတ်ခေါ်ပါတယ်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါညီလေးတို့ညီမလေးတို့ကဘယ်ရလာဆိုကြတာလဲကျွန်တော်ဒီရန်ကုန်ပါပဲရန်ကုန်ပါမယ်နော်ညီမလေးကနန်းဆန်လာဆိုတာဟုတ်တောင်ပိုင်းနန်းဆန်ပါဟုတ်ပါတယ်ဒီတောတန်ဝါသနာနဲ့တော့ဒီ system မှာလာဆိုလို့ရမှာမဟုတ်ဘူးနော်ဟုတ်တယ်ဝါသနာပါလို့လေကိုဘာဘလူးမှန်းမသိတော့အရန်ဝါသနာပါအေးဘောဒီမှာလာရတဲ့ခီးအကွာဝေးရောနောက်မပြောတော့ရန်ဟုတ်နော်အဲ့ဒါမျိုးဆိုတော့ဒီလိုဒီ system မှာပါဝင်ရှင်မြင်မဲ့ဝါသနာရှင်နေပေါ့နော်သူတို့ဘလို့အကြံနေပေးခြင်းတယ်ညီမလေးမှာရောဘလို့အခက်ခဲတွေတွေ့ခဲ့တယ်အဲ့ဒါလေးပြောပြပါလားဟောအခက်ခဲတော့အများကြီးတွေ့ခဲ့ရပါဘာလဲဆိုတော့နေရနေပြီးတော့လေဒီရန်ကုန်မြို့ကိုလာတက်ပြိုင်နေဆိုတော့မိုင်းရရာကြော်ဝေးရလေအဲ့ဆိုလမ်းမှာလည်းအရန်နဲ့အခက်ခဲလည်းအများကြီးရှိရပေါ့ကားပေါ်မှာတညအေးရတယ်သိလားအဲ့လိုမျိုးအခက်ခဲတွေနဲ့အဲ့လိုမျိုးလာပြန်ရတာပေါ့ရန်ကုန်လည်းကျိုးနေတော့တာပေါ့ဟုတ်ကဲ့ပါရန်ကုန်လည်းရောက်လာရောဟိုကနေကအေးတယ်ရှမ်းပြည်ကရန်ကုန်ကပူတယ်အတန်ဒီကွဲပြီးအတန်လဲစစ်ကောအခက်ခဲအများကြီးရှိပါတယ်ဟုတ်ကဲ့ဒါတောင်းတန်ဝါသနာတော့ဒီလိုရှင်ပြပြမှာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ပါပြီညီမလေးနဲ့ညီလေးတင်ဆက်မဲ့သချင်းတွေကိုနားဆင်ရအောင်နော်နေဘဝကိုခွင့်ရှိတဲ့သူလို့ဒုက္ခကံကောင်းမယ်ဆိုရင်မင်းနဲ့နေမယ်ကြောကြောင့်ပင်လေးတွေတော့ချင်နေကြောဖြစ်လေးဘက်မှာမောင်နေရန်တွေတူနေအောင်ရှိကြယူဆနဲ့တိုင်ဝိုင်းချနာကြများဒူဝေးအောင်ဖြောင်းပြလိုက်တဲ့မာဒီကန်တရားဖုန်းလေးစလုံးရYou don't follow ya ရင်ကလို့ဆုံးရအရေးကြီးမျောနေတယ်မင်းကရင်မနာကြည့်ချက်ခုခုတော့မရှိပဲနဲ့ချင်များစွာမျောလင်းရင်နဲ့တို့ဆူတောင်းနေမယ်ဘုမင်းကိုတတိယရှောင်းလေဘူးတဲ့နေရာတွေမှာမင်းကိုတွေ့နေပါလေနားမရှိလေကိုခွင့်ရှိတဲ့သူလို့ဒုက္ခကံကောင်းမယ်ဆိုရင်မင်းနဲ့နေမယ်ချစ်တာပင်လေးတွေတော့ချင်နေကြောဖြစ်လေးဘက်မှာမောင်နေရန်တွေတူနေအောင်ရှိကြယူဆနဲ့တိုင်ဝမ်ချနာချင်တာဒူဝေးအောင်ဖြောင်းပြလိုက်တဲ့မာဒီကန်တရားဖုန်းနဲ့စလုံးရYou don't
မရှိ